ဒါကတော့ကမ္ဘာပေါ်မှာအထီးကျန်းဆုံးနိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ကီလိုမီတာ1600ပတ်လည်မှာဘယ်အိမ်နီးချင်းနိုင်ငံမှမရှိပဲပင်လယ်သမုဒ္ဒရာကြီးရပဲလုံးဝဝိုင်းရံထားတာပါ။ဒီနိုင်ငံဟာ Pacific သမုဒ္ဒရာထဲမှာတည်ရှိပြီးတော့အဓိကကျွန်းကြီးနှစ်ကျွန်းနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ area ကစတုရန်ကီလိုမီတာ2,000,000လောက်ကျယ်ဝန်းပေမဲ့လူဦးရေကတော့9,000ပဲရှိပါတယ်။ဒါပေမဲ့ဒီနိုင်ငံမှာတောအကောင်ရေ30လောက်ရှိနေပြီးလူတစ်ယောက်ကိုတော6ကောင်နှုန်းလောက်ရှိနေတာပါ။ညဘက်ဆိုရင်ကျဲတွေကိုငေးကြည့်ပြီးနေ့ဘက်မှာတော့တောအုပ်တွေကိုကြည့်နေလို့ရပါတယ်။ကျဲပြောလာတဲ့ကွင်းပြင်ကြီးတွေထဲမှာဘသူနဲ့မှမစုံပဲနာရီဝက်လောက်ကားမောင်းသွားလို့ရပါတယ်။ဒါတွေမကသေးပါဘူး။ကီလိုမီတာအနည်းငယ်အကျွန်းမှာပဲစီးနှင်းတွေမီးတောင်တွေအပူပိုင်းမိုးထစ်တောတွေနဲ့ကမ်းခြေတွေကိုတပြိုင်တည်းမြင်တွေ့နိုင်ပါတယ်။ဒီနိုင်ငံမှာရှိတဲ့တတဝါတွေနဲ့အပင်တွေရဲ့80%လောက်ဟာကမ္ဘာဖဲနေရာမှမရှိတဲ့မျိုးစိတ်တွေဖြစ်ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကဒီနိုင်ငံမှာမွေတကောင်မှမရှိသလိုမွေတွေကိုနိုင်ငံနဲ့ယူဆောင်လာတာကိုလည်းဥပဒေနဲ့ပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။ဘသူမဆိုဒါကိုချိုးဖောက်မယ်ဆိုရင်ပြင်းပြင်းထန်ထန်အပြစ်ပေးခံရမှာပါ။မြို့တော်ကတော့ Wellington ပါ။နယူးဇီလန်နိုင်ငံကနေကြိုဆိုလိုက်ပါတယ်။